ဟိုဟာပေါ့နော်အဲ့ဒါကိုဟိုထည့်လိုက်မယ်ပေါ့နော်ဟိုရင်းကိုဟိုပေါ့နော်အဲ့လိုလေးပေါ့နော်ဟိုဟာကိုကြတော့ဒီလိုလေးပေါ့နော်ပြီးတော့ဒီလိုပေါ့နော်အဲ့ဒါကအဲ့လိုပြာကအရေးကြီးတာကဟိုလိုပေါ့နော်ဒီဟာကိုအဲ့လိုလေးပေါ့အဲ့လိုလေးဆိုဒီလိုပြန်လုပ်ပေါ့နော်ဟိုဟာပေါ့ဟိုဟာဟိုရင်းပေါ့ဟိုဘယ်လိုပြောမလဲအန်တိုင်းအမြဒီကြီးလာနေစားဟိုပေါ့နော်ပြီးရင်ဟိုရင်းပေါ့ဟိုပေါ့အဲ့လိုဟာပေါ့နည်းနည်းပြန်ပြီးဟိုပေါ့ဒီလိုပေါ့ဒီလိုပေါ့အာမီဆိုမှန်ပဲအာနာနိုအဲ့လိုဆိုရပြီဒီဟာကိုလည်းအဲ့လိုပေါ့နော်ဟိုဟာလေးပေါ့နော်ဒီဟာကိုလည်းဟိုလိုပေါ့နော်ဟိုလိုမဖြစ်သွားအောင်တော့ဂရုစိုက်ရမယ်ဟိုလိုဖြစ်သွားရင်ဟိုလိုပြန်ဖြစ်မှာပေါ့နော်ကဲငါမြေတို့လည်းဒီလောက်ဆိုရင်နားလည်ပြီထင်တယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်